Stephen ရှင့်ကိုကျမကျင်းစာတိုက်တယ်တနေ့နေ့မှာဓာတ်တစ်ချောင်းကရှင့်နှလုံးသားကိုထိုးဖောက်လိုက်မယ်ရှင့်အမျက်နှိုးဆုံးအရာကိုဆုံးရှုံးရပြီးကြောက်မက်ဖွယ်သေဆုံးရလိမ့်မယ်ဟမ်အဲ့ဒီကြောက်စရာကောင်းတဲ့အိမ်မက်ကထပ်ပေါ်လာပြန်ပါပြီအဲ့ဒီမော်စရာမမိုက်ကိုငါလက်နဲ့ငါဖျက်ဆီးခဲ့ပေမဲ့သူ့ရဲ့ကြောက်စရာကောင်းတဲ့ကျင်းစာကငါကိုအခုထိချောင်းလန့်နေတော့မယ်အဖေနိုးပြီလားဘာလို့လဲအဖေနည်းနည်းပင်ပန်းနေလို့ပါ Happy birthday ဝင်းနေမှသည်မင်္ဂလာရှိသောနေ့ဖြစ်ပါစေချစ်လာစွာသောဥရောရာမင်းအခု16နှစ်ပြည့်ပြီနော်ငါမလီဖီဆန်ကိုအနိုင်ယူပြီးတန်ရှင်တဲ့တစ်တော်ကိုသိမ့်ပိုက်လိုက်ပြီးတဲ့နောက်နိုင်ငံတော်ကတိုးတက်လာခဲ့တယ်ဒါပေမဲ့ငါချစ်ရတဲ့သူတွေတယောက်ပြီးတယောက်ငါ့ကိုထားခဲ့ကြတယ်အခုဥရောရာတယောက်ပဲကြံတော့တယ်ဥရောရာက16နှစ်ပြည့်မွေးနေ့မှာချီငင်ဆက်ပြားနဲ့လက်ချောင်းကိုထုံးမိပြီးနင်းနေချိုက်ချိုက်အိပ်ပျော်သွားမဲ့ကျင်းစာနဲ့မွေးဖွားလာခဲ့ပါတယ်။ဒါပေမဲ့ငါနိုင်ငံတော်တွေကချီငင်ဆက်အားလုံးကိုမိရှို့ပစ်ခဲ့တယ်။ဒီကျင်းစာတွေကအတိတ်ပဲမရှိတဲ့အရာတွေပဲဆိုတာငါသက်သေပြရမယ်။အရှင်မင်းကြီးမင်းသမီးကမြေအောင်ခန်းထဲမှာလဲကျသွားပါပြီ။ကျင်းစာကတကယ်ဖြစ်လာပြီ။ဘာမဖြစ်နိုင်တာ။ဥရောရာကိုနှိုးဖို့ရပ်ပေါင်းများစွာစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးတော့အမှန်တရားကိုလက်ခံခဲ့ရတယ်။ကျင်းစာတကယ်ပဲဖြစ်လာခဲ့တယ်။အရှင်မင်းကြီးနိုင်ငံတော်တွေကမော်စရာတွေအားလုံးနန်းတော်မှာစုဝေးနေကြပါပြီ။ဒါပေမဲ့ငါဥရောရာကိုလက်လျှော့မှာမဟုတ်ဘူး။ငါရဲ့နန်းတော်ထဲမှာငြိမ်းချမ်းစွာအိပ်စက်နေမှာပါ။ငါဒီကျင်းစာကိုခြေဖြတ်ဖို့နီလန်းရှာရမယ်။အင်အားအကြီးဆုံးမော်စရာတွေကိုနန်းတော်ကိုခေါ်ယူခဲ့ပေမဲ့ဘသူမှအသုံးဝင်တာဘာမှမပေးနိုင်ခဲ့ဘူး။အဲ့ဒါတောင်တချို့ကသူတို့တာဝန်ကိုပေါ်ပေါ်ဆဆလုပ်ရဲကြသေးတယ်။ငါရဲ့ဘဲဘက်ကစစ်သားကိုယူပြီးချက်ချင်းကွက်မြတ်လိုက်။လှည့်စားဖို့ကြိုးစားနေရလားအဲရစ်။ငါအတွက်သူ့ကိုစစ်ဆေးပေးပါ။အရှင်မင်းကြီးသူကမင်းသမီးလိုပဲနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားပါပြီ။ငါနှလုံးသားရက်မလို့ဖြစ်သွားတယ်။တကူလုံးကြက်သိမ်းမွှင်းချင်းထသွားတယ်။ကျင်းစာအခုထိမပြီးသေးဘူးလား။ရက်အနေငယ်တွဲမှာပဲနိုင်ငံတော်တစ်ခုလုံးထူးဆန်းတဲ့အိတ်ဆက်ခြင်းကက်ယောဂါကြီးပြန့်နှံ့သွားတယ်။မျက်လုံးမိတ်လိုက်တဲ့ဘသူမဆိုပြန်မဖွင့်တော့ဘူး။ရက်ပေါင်းများစွာကြာတဲ့ညီလာခံတစ်ခုကိုကျင်းပခဲ့ပြီးနိုင်ငံတော်တွေကမှော်စရာနဲ့ဆေးစရာတိုင်းကိုခေါ်ယူခဲ့တယ်။ဒါပေမဲ့ဘသူမှဒါကိုရပ်တန့်ဖို့နီလန်ရှာမတွေးခဲ့ကြဘူး။လူတွေကြောက်လန့်တကြားဖြစ်လာကြတယ်။သူတို့နိုးနေဖို့အတွက်တက်နိုင်သမျှလှုံ့ဆော်ကြတယ်။ကိုနှိပ်စက်ကြတယ်။စိတ်ကြစေးတွေတုံးကြတယ်။အိပ်ပျော်ခြင်းကိုတိုက်ထုတ်ဖို့ကိုအရေးပြားကိုတောင်လှိဖြတ်လာကြတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ပင်ပန်းတဲ့မှုကအမြဲတမ်းအနိုင်ရခဲ့ပါတယ်။ကျင်းစာသင်ခံရတဲ့သူတွေပိုပြီးများလာတယ်။သူတို့ဟာတည်နေတဲ့ရုပ်လောင်နေလို့ငြိမ်သက်စွာလဲလျောင်းနေကြတယ်။နှွေးထွေးတဲ့အသက်ရှူတန်ကပုံမှန်ရှိနေပေမဲ့ဘာမှတုံ့ပြန်မှုမရှိဘူး။ဥရောလိုပဲပေါ့။ဒါကကျင်းစာပဲဖြစ်ဖြစ်တခြားတစ်ခုခုပဲဖြစ်ဖြစ်ဘရင်အနေနဲ့ငါဒါကိုရက်တက်ဖို့နီလန်းရှာရမယ်။ကို့နိုးလာတဲ့အထိရိုင်းနှက်လိုက်ကြစမ်း။စစ်သားတွေကနားထောင်ပြီးအိပ်ပျော်နေတဲ့လူကိုပြင်းပြင်းထန်ထန်ကန်လိုက်ကြတယ်။ပြီးတော့အဲဒီသူကနေကြောက်မက်ဖွယ်ကောင်းပြီးတွေးဆနေတဲ့တတ္တဝါအဖြစ်နိုးထလာပါတယ်။သူတို့တွေကိုတတ်လိုက်ကြတော့ဒါပေမဲ့တိုက်ခိုင်ရတဲ့သူတွေကအဲဒီလိုကြောက်စရာကောင်းတဲ့တတ္တဝါတွေအဖြစ်ပြောင်းလဲသွားတယ်။ဖုတ်ကောင်နေလို့ပဲ။အဲ့ဒီတတ္တဝါနှစ်ကောင်ကိုအလွယ်တကူတပ်ပြစ်နိုင်ခဲ့တယ်။ဒါပေမဲ့အန်နီယယ်ကမပြီးသေးဘူး။တကယ်တော့အခုမှစပြီးပြန့်နှံ့လာနေတာပါ။နိုင်ငံတော်တစ်ခုလုံးအမိန့်ထုတ်ပြန်လိုက်။အိပ်ပျော်နေတဲ့သူတွေကိုဘယ်သူမှမနှိုးရအောင်လို့။ဒါပေမဲ့ဒါကိုရက်တက်ဖို့ငါစူးစမ်းမှုတွေအကုန်နောက်ကျသွားပါပြီ။နိုးလာတဲ့ဖုတ်ကောင်တွေကအကြမ်းဖက်ပြီးပတ်ဝန်းကျင်ကလူတိုင်းကိုကူးစက်စေခဲ့တယ်။နိုင်ငံတော်ကမကြုံဘူးတဲ့ကတ်ဆိုးကြီးတွေကိုကြားရောက်သွားတယ်။မော်စရာနဲ့ဆေးစရာတွေကိုနောက်တစ်ချိန်ခေါ်ယူခဲ့တယ်။ပြီးတော့သူတို့ဘာမှမလုပ်နိုင်ပဲပြန်ထွက်သွားကြပြန်တယ်။ငါနန်းတော်ထဲမှာအသက်ရှင်ကျန်ရစ်သူတွေကိုပဲစုယုံနိုင်ခဲ့တယ်။ဖုတ်ကောင်တွေကိုဝေးထားဖို့အတွက်စူးနီယန်တွေကိုတိဆောက်ခဲ့တယ်။ဒါပေမဲ့ဒါကယာယီအစီအမံတစ်ခုပါပဲ။ဒါကိုရက်တက်ဖို့တစ်ခုတည်းသောနီလန်ကဒီကယောဂါရဲ့အရင်အမြစ်ကိုရှာဖွေဖို့ပဲဆိုတာငါသိခဲ့တယ်။အကြောင်းရင်းကဥရောပါပဲဖြစ်ရမယ်။သူတည်နေပြီ။
ဒါပေမဲ့ဘရင်ကသူ့ကိုမတကြိုဖို့ညှင်းဆိုခဲ့တယ်။သူ့ခန္ဓာကိုယ်ကတခုခုမတန်ရှင်းတာကိုပြန့်နှံ့နေစေတာဖြစ်ရမယ်။မင်းတို့လည်းအဲ့လိုပဲထင်လား။တချို့သူတွေက Rocus တွေကိုမိရှို့ဖို့စီစဉ်နေကြပြီ။ငါသမီးကိုဘလို့များထိရဲကြတာလဲ။လုံခြုံရေးတွေသူတို့ကိုရပ်တန့်လိုက်ကြ။မင်းတို့တော်တွေငါသမီးနဲ့ဝေးဝေးနေ။အရှင်မင်းကြီးဒီကက်ယောဂါရဲ့အရင်းမြစ်ကိုဖျက်ဆီးပြရအောင်။ဒါကအဆုံးသတ်ဖို့တခုတည်းသောနီးလမ်းပါပဲမဟုတ်ဘူးငါသမီးကအရင်မြမဟုတ်ဘူးဒါကကျိန်စာမလီဖီဆန်ရဲ့ကျိန်စာရုတ်တရက်ကြောင်းမဖွဲအော်တန်တွေလေထဲမှာပြန့်နှံ့သွားတယ်လှပတဲ့နှင်းစီပန်းတွေကသွေးစာနေတဲ့တက်တော်ဝါတွေအဖြစ်လိန်ကောက်ပြီးပြောင်းလဲသွားကြတယ်အဲ့ဒီအချိန်မှာငါဒါကိုဝန်ခံရတော့မယ်ဒါကမလီဖီဆန်ရဲ့လက်စားချေခြင်းပဲပြီးတော့ငါအရှုံးပေးလိုက်ရပါပြီMaleficent မင်းအပြစ်မရှိနေသေးတယ်ဆိုတာငါအသိတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကငါမင်းကိုသစ္စာဖောက်ခဲ့ပါတယ်။ဒါပေမဲ့ဒါကဥရောအပြစ်မရှိဘူးလေ။ရုတ်တရက်စူးနယ်တွေဖြစ်ဖြစ်ချင်းကွဲသွားပြီးနန်းတော်စီဥတီတဲ့လမ်းတစ်ခုပေါ်လာတယ်။ငါနန်းတော်တွေကိုအလွယ်တကူဝင်သွားပြီးဥရောရဲ့အိယာဘေးစီသွားခဲ့တယ်။သူမငြိမ်းချမ်းစွာနဲ့လဲလျောင်းနေပါတယ်။ဘယ်အချိန်မဆိုမျက်လုံးဖွင့်ပြီးလှပတဲ့အပြာရောင်မျက်လုံးတွေနဲ့ငါ့ကိုကြည့်ပြီးအဖေလို့ခေါ်မဲ့ပုံနဲ့ပေါ့ Maleficent ဥရောမှာဘာအမှားမှမလုပ်ခဲ့ဘူးနော်သူမအောင်ငါစီပြန်ပေးပါငါအတန်နဲ့လဲလှယ်ဖို့စမ်းနှရှိတယ်အယိုးခိုင်းအောင်အေးဆက်နေတဲ့အေးတက်ကကျမခန္ဓာကိုယ်ထဲကိုဝင်လာတယ်ကျမရဲ့ခွန်အားတွေအားလုံးတစ်ခဏချင်းကုန်ခန်းသွားတယ်ကျမရဲ့အရေးပြားတွေတွန်းရှုံသွားပြီးခြေလက်တွေခြောက်သွေ့သွားတယ်။ကျမရဲ့အသားတွေကသွေးကုန်ခြောက်သွားတဲ့ရုပ်အလောင်းဖြစ်သွားပါတော့တယ်။ဥရောရာမျက်လုံးဖွင့်လိုက်တယ်။ဒါပေမဲ့သူမကကျမရဲ့ချစ်လာစွာသောသမီးမဟုတ်တော့ဘူး။စတီဗန်ရှင်လိုလူကတခြားတစ်ယောက်ကိုတကယ်ချစ်နိုင်တယ်လို့ကျမဘယ်တော့မှမထင်ခဲ့ဘူး။ Maleficent ဘာလို့မင်းလဲငါသမီးပမာလဲမင်းရဲ့ညစ်ပတ်တဲ့ဝိညာဉ်ကိုသူမရဲ့ခန္ဓာကိုယ်ထဲမှာထားဖို့ဘလို့များလုပ်ရတာလဲအဖေဘာလို့ကျမကိုညစ်ပတ်တဲ့ဝိညာဉ်လို့ခေါ်တာလဲကျမရဲ့မုန်တီးမှုတွေအကုန်ဖြတ်စည်းခဲ့ပြီးရှင်ရဲ့သမီးဖြစ်ပြန်လဲမွေးဖွားနိုင်ခဲ့တာကျမတို့ပျော်ရွှင်တဲ့သားအဖဖြစ်ခဲ့ကြတာ16နှစ်တောင်ရှိပြီမဟုတ်လားမဟုတ်ဘူးမဖြစ်နိုင်ဘူးကျေးဇူးတင်ပါတယ်အဖေရှင်ရဲ့စစ်မှန်တဲ့မေတ္တာကြောင့်အိပ်ဆက်ခြင်းကျိန်စာပြေသွားပြီအခုကျမရဲ့ဝိညာဉ်ကတဖန်နိုးထလာပြန်ပြီကျမရဲ့အတိတ်ဘဝအမှတ်ရခြင်းတွေအားလုံးနဲ့အတူပေါ့ဒီလိန်ညာရက်ဆက်တဲ့နိုင်ငံတော်ငါရဲ့တန်ရှင်တဲ့တစ်တော်ကိုဖျက်ဆီးခဲ့တဲ့ဒီလူတွေဒင်းတို့အားလုံးနစ်နာကြေးပေးရလိမ့်မယ်ဒင်းတို့တွေအားလုံးတစ်တော်တွေကမှုတွေရဲ့တစိတ်တစ်ပိုင်းဖြစ်လာကြလိမ့်မယ်ကျမလက်ထဲမှာဖနှက်ကအခုထိရှိနေတော့မယ်အေးခဲပြီးတိမ်မွေးတယ်ကျမသူ့ရဲ့မှန်လို့မျက်နှာပြင်ကိုကြည့်လိုက်တော့အဲ့ဒီထဲမှာပေါ်နေတဲ့တတဝါကိုခပ်ပါပါလေးပဲမှတ်မိတော့တယ်အဝတ်ဆုပ်တင်တဲ့မိန်းကလေးတယောက်စပင်းတွေရှုပ်ပွားပြီးမျက်နှာကတွန့်လိမ့်နေတယ်ဒီညတော့ကအထိကျမလှပနေခဲ့တာပါမော်အစွမ်းနဲ့ပေါ့ကျမအဲ့ဒီဖနှက်ကိုဝတ်ခဲ့တယ်အဲ့ဒီလက်မောင်းတွေထဲမှာကားခဲ့တယ်ပြီးတော့အခုကျမဒီမှာပြန်ရောက်နေပြီမိကိုတွေစွန့်ထွေးနေတဲ့အုပ်တွေအောက်မှာပေါင်ထဲမှာကုန်းကွာနဲ့ကျမရဲ့မိတွေနဲ့သူ့ရဲ့စိုးညစ်တဲ့သမီးတွေစီမှာပုံနေရတယ်။အဲဒီနောက်လမ်းမပေါ်ကနေတိုးတိုးလေးပြောတန်ကြားရတယ်။နင်းသာသူကြော်ညာခဲ့တယ်။အဲဒီဖနှက်နဲ့အံဝင်ခွင်ကြတဲ့မိန်းကလေးကိုလက်ထပ်မယ်တဲ့။ကျမရဲ့နှလုံးသားထဲမှာထူးဆန်းတဲ့မျှော်လင့်ချက်သူ့ကိုထပ်ပြီးမြင်တွေ့ချင်ခဲ့တယ်။အဲဒီအလှတရားကိုပြန်ရပြီးထာဝရထိမ့်သိမ်းထားခြင်းခဲ့တယ်။ထူးဆန်းတဲ့စိတ်ဆန္ဒတွေပေါ်လာတယ်။ဒါပေမဲ့ကျမရဲ့မိတွေကကျမကိုအဲ့ဒီအိမ်ကနေထွက်ခွာခွင့်ဘယ်တော့မှပေးမှာမဟုတ်ဘူး။ဖုံဖုံတွေကြားကနေသူ့ရဲ့အော်တန်ကိုအပေါ်ကနေကြားရတယ်။သူတို့အကောင်းဆုံးဝတ်စုံတွေစုနေကြပြီ။ကျမရဲ့အမနှစ်ယောက်ကဘယ်ကြောင့်မြတ်ယေဒနာတွေဝေးရမလဲဆိုတာရန်ဖြစ်နေကြတယ်။ဘာမှအရေးမကြီးသလိုပေါ့။သူတို့ဘယ်သူမှဖနှက်ကိုခြေထောက်မှာဘယ်တော့မှမဝတ်ဘူး။သူတို့ဘယ်သူမှဖနှက်ရဲ့ပေါ်ပါမှုသူယူဆောင်လာတဲ့အစွမ်းကိုမသိကြဘူး။ဒါပေမဲ့ကျမကတော့သိနေတယ်။
ကျမတကားဝါကနေတိုးဝင်သွားပြီးကလရာကိုတွေးလိုက်ရတော့မတ်တက်ရက်ဖို့မနှဲအာယူလိုက်ရတယ်။အကြီးဆုံးညီမကပိုးတဲ့ပုံကြီးထဲမှာသူ့ကိုယ်သူဝတ်ဆင်နေတယ်။အမဖနက်တွေစမ်းနေတာလားလို့ကျမတူတူလေးပြောလိုက်တယ်။ကျမရဲ့နှကန်းတွေတွန့်လိန်နေတာကိုသူမမမြင်အောင်ပေါ့။နင်အဲ့ဒီကြောက်စရာကောင်းတဲ့ခြေချောင်းတွေကိုဖျက်ရမယ်ဆိုတာနင်သိတယ်နော်။ကလရာကနှာခေါင်းရှုံးလိုက်ပေမဲ့သူ့ခြေထောက်ကိုစိုးရိမ်တကြီးကြီးလိုက်တယ်။သူကျမကိုမုန်းတယ်။အယမ်းမုန်းတယ်။ဒါပေမဲ့သူ့ရဲ့ကြီးမားလွန်းတဲ့ခြေထောက်တွေကိုပိုပြီးမုန်းတယ်။ကောင်းပြီလို့သူကအော်ပြောတယ်။ဒါပေမဲ့ငါအတွက်ပဲလှုပ်ပြီးနည်းနည်းလေးပဲ။သူ့ခြေထောက်ကိုကျမစီတွန်းထုတ်လိုက်တယ်။ပြီးတော့ကျမရဲ့တုံရင်နေတဲ့လက်တွေနဲ့ပစိန်ကိုမြှောက်လိုက်ပါတယ်။တစ်ချက်စီဖျောက်ချလိုက်ရင်သူ့မျက်နှာကပုံပြတ်နေတယ်။ဒါပေမဲ့သူကလောဘကြီးတယ်။ကျမတို့အမေလိုပဲလောဘသိပ်ကြီးတယ်။ကျမလက်ချောင်းတွေကိုသူ့ခြေပနာအောက်ကိုထိုးသွင်းပြီးစုပ်ကိုင်လိုက်တယ်။သူ့သွေးတွေတဖြည်းဖြည်းချင်းစီးကျနေတာကိုကြည့်နေတယ်။သူ့ဒေါသနဲ့နာကျင်မှုကကူကဲရမဲ့တောင်းတမှုပုံစံနဲ့ပွတ်ဆူနေပါတယ်။ကျမသူ့လေချောင်းလှီးလိုက်တဲ့အခါပထမဆုံးအော်တန်ကသူ့လေချောင်းထဲမှာပင်ပျောက်ကွယ်သွားတယ်။ဒါကတိတ်ရှုပ်ထွေးတယ်၊စိတ်ကတ်တယ်။ပြီးတော့တကယ်ကိုရင်ခုန်စရာကောင်းတယ်။သူ့ရဲ့နှွေးထွေးမှုကကျမရဲ့လက်ချောင်းတွေကိုစိတ်ဝင်သွားတာကိုခံစားရတယ်။သူ့သွေးတွေကကျမလက်တွေပေါ်စိတ်ဝင်လာတယ်။ပြီးတော့မစင်စားပဲကျမပတ်စံနာကိုယူလာခဲ့တယ်။အဲ့ဒီအရာသာစိတ်သက်သက်ပဲ။နိုင်ပြန်လှဲ့တယ်လို့ခံစားရတယ်။နှုတ်ပြုံမှုတွေအလှတရားတွေကျမစီပြန်လဲစိတ်ဝင်လာတယ်လို့ပေါ့။ကျမလက်တွေကိုရှာနဲ့ထိုးလိုက်တယ်။သူ့ရဲ့အသက်မဲ့လက်ဖွာကနေတောက်လိုက်တယ်။ပြီးတော့ကျမပါးရီရဲလာတယ်။အရေးအကြောင်းတွေပျောက်သွားတယ်။ကျမရဲ့ပုံရိပ်ကပိုပြီးလှပလာတယ်။ပွဲတုန်းကလိုပဲပေါ့။အခုတော့သူမတိတ်ဆိတ်ငြိမ်သက်နေပါပြီ။ကျမ်းပြင်ပေါ်မှာလဲကျနေပြီ။ပြီးတော့ကျမဟုတ်တယ်။ကျမတဖန်ပြန်လဲလှပလာခဲ့ပြီ။ဒါပေမဲ့ဒါမလုံလောက်သေးဘူး။သူ့ရဲ့ညီမငယ်ဟယ်လနာကနောက်ထပ်ရောက်လာတယ်။ကလရာလဲကျနေတာကိုမြင်တော့မျက်ခုံးနဲ့တွန့်ပြီးအဲ့ဒါဘာလုပ်နေတာလဲလို့စပြောတယ်။ဒါပေမဲ့သူ့ရဲ့တန်တရားကမာနအဖြစ်အမြန်ပြောင်းလဲသွားတယ်။သူ့ကိုအိမ်မှာပဲထားလိုက်။နောက်မှတန်းရှိလို့ငါဖက်တွေကိုကူဝစ်ပေးပါအောင်။ကျမပြုံးလိုက်တယ်။ပိန်ဖြောတဲ့ဖျောင်းနိုင်မီးရအောက်မှာကျမသွားတွေတောက်ပနေတယ်။ပြီးတော့နင်းဖနှောက်အောင်ဖြတ်တဲ့နယ်လို့ငါထင်တယ်လို့ပြောလိုက်တယ်။ဘလို့ပဲဖြစ်ဖြစ်ဟာအမြန်လုံးလိုက်။ဟယ်လနာကဘယ်တော့မှနှခါမစင်စားဘူး။သူ့လက်ချောင်းတွေကိုမြှောက်ပြီးသူ့နှာခေါင်းကိုမှော့ကလူတိုင်းကသူ့ကိုနာခံလိမ့်မယ်လို့ယုံကြည်နေတယ်။ကျမသူ့ဘေးမှာဒူးထောက်လိုက်ပြီးတော့သူ့ခြေထောက်တွေကိုကျမစီဆွဲယူလိုက်တယ်။ကျမရဲ့စိတ်ထဲမှာတော့ကျမလှုပ်တော့မဲ့အရာရဲ့ရလဒ်ကိုပွက်လောရိုက်နေပြီ။ကျမဒါကိုသူ့အရေးပြားနဲ့နီးကပ်စာကင်ထားတယ်။သူ့မျက်နှာတွန့်လိန်နေတာကိုကြည့်နေရင်လှီးဖြတ်လိုက်တော့မဲ့အတိအကျအချိန်မတိုင်ခင်လေးမှာသူအော်ဟစ်လိုက်တယ်။ဒါပေမဲ့သူကအရန်ထိတ်လန့်နေလို့ပြန်တိုက်ခိုက်ဖို့တော့မလုပ်နိုင်ဘူး။ကျမပိုးပြီးအားနဲ့ဖိလိုက်တယ်။ပိုးပြီးဖိလိုက်တယ်။နောက်ဆုံးတော့သူအော်တန်နေတိတ်ဆိတ်သွားတယ်။သူ့သွေးတွေကသူ့ညမသွေးတွေလိုပဲကျွယ်ဝတယ်။ပြီးတော့ကျမတောက်ချလိုက်တယ်။သူ့ရဲ့နှွေးထွေးမှုကကျမရဲ့အသွေးအသားနဲ့ပေါင်းစပ်သွားတာကိုခံစားရတယ်။တငုံချင်းစီတောက်လိုက်တိုင်းကျမရဲ့အသားရည်ကပိုပြီးချုံမွေ့လာခဲ့တယ်။မျက်နှာကလည်းပိုပြီးလင်းလက်လာတယ်။ပုံရိပ်ရောင်ကပိုပြီးထက်မြက်လာတယ်။ပိုပြီးဆွဲဆောင်မှုရှိလာခဲ့ပါတယ်။ကျမအတွင်းစိတ်ရဲ့မှောင်မိုက်မှုတွေပေါ်လာတယ်။စိုးညစ်တဲ့ပန်းတပွင့်လိုပွင့်လန်းလာတယ်။ကျမရင်ဘတ်ထဲမှာလက်စားခြင်းလှပခြင်းလှေကားအောက်ကအရေးတစ်ခုထပ်ပိုပြီးဖြစ်လာခြင်းရဲ့ရင်ခုန်မှုနဲ့ပြည့်နှက်နေစေတယ်။ကျမမတက်ရလိုက်တဲ့အခါကျမတောက်ပနေတယ်။ကျမပြန်လည်မွေးဖွားလာခဲ့ပြီ။ပြီးတော့ကျမရဲ့အချစ်ဆုံးမိတွေအိမ်ပြန်ရောက်လာတယ်။ထုံးစံအတိုင်းသူကကျမကိုညစာစားပွဲပြင်ဖို့အမိန့်ထုတ်ခဲ့တယ်။ကျမလိုက်နာပြီးအသားပကံလုံးကြီးကိုယူလာခဲ့တယ်။ကျမတောက်ပနေတာကိုသူသတိမထားမိပါဘူး။ကျမပြောင်းလဲသွားတာကိုသူသတိမထားမိဘူး
သူ့မျက်လုံးတွေကသူ့သမီးတွေအတွက်ပဲအမြဲရှိနေတာကျမအတွက်မဟုတ်ဘူးလေသူစပြီးစားပါတယ်တကိုက်ချင်းစားနေရင်သူကမေးလိုက်တယ်ငါသမီးတွေဘယ်ရောက်သွားလဲညစာစားဖို့ဘာလို့မလာကြတာလဲကျမပြုံးလိုက်တယ်အိုးကျမသူတို့ကိုဖန်ပနက်ဝတ်ဆင်ဖို့ကူညီပေးခဲ့တယ်သူတို့ရဲ့ခြေချောင်းတွေကိုဖြတ်ပြီးဖနှောက်တွေကိုလှီးထုတ်ပစ်ခဲ့တယ်သူမရဲ့ဝါနေခြင်းကနေကွေးသွားပြီးမျက်နှာကဖြူဖြော့သွားတယ်ပြီးတော့သူ့လေချောင်းတွေမှာနှိပ်ဝင်သွားတယ်ရုတ်တရက်သူ့ကိုတတိထားမိသွားတာကမိုးချိုးပစ်လိုက်သလိုပါပဲသူအစားအစာကိုအန်ချလိုက်ပြီးဘိုက်ကိုဖမ်းကင်ရင်ပြင်းပြင်းထန်ထန်အန်လိုက်တယ်သူကသူ့သမီးတွေရဲ့အကျဉ်းချံတွေကိုစားနေခဲ့တာကျမအခွင့်အရေးကိုယူပြီးအမြန်ရွှေ့လိုက်တယ်သူ့နောက်ကနေဖမ်းပြီးသူ့လက်ဝဲကိုလက်တွေနဲ့ညှစ်လိုက်တယ်သူရုန်းကန်နေတယ်ကျမရဲ့လက်မောင်းတွေကိုကုတ်ချစ်တယ်ဒါပေမဲ့ကျမပို့ပြီးဖိညှစ်လိုက်တယ်နောက်ဆုံးတော့သူ့ခန္ဓာကိုယ်ကပျောက်ခွေသွားပြီးကျမ်းပြင်ပေါ်လဲကျသွားတယ်ဒါပေမဲ့ငွေရောင်ပန်းတွေကကျမရဲ့ပုံရိပ်ရောင်ကိုကြည့်လိုက်တဲ့အခါအလှတရားကမေးမိန်နေတာကိုတွေးလိုက်ရတယ်တောက်ပမှုပြီးပြည့်စုံမှုတွေကရော့ပါနေတာကိုတွေးလိုက်ရတယ်စိတ်ပြက်လက်ပြက်နဲ့ကျမသူ့ရဲ့အသက်မဲ့ခန္ဓာကိုယ်စီငုံလိုက်ပြီးတောက်သုံးလိုက်တယ်ကျမမရက်နိုင်ဘူးသွေးတွေကိုကျမရဲ့ကိုယ်ထဲကိုစီးဝင်လာတယ်မူးရစ်စီပြီးအစွမ်းထက်တယ်ဒါပေမဲ့ကျမအများကြီးတောက်ခဲ့ပြီကျမရဲ့အရေးပြားတွေတွဲကြနေတယ်ခန္ဓာကိုယ်ပုံပြတ်နေတယ်တစ်ချိန်ကတိမ်မွေးတဲ့ကျမရဲ့မျက်နှာသွင်းမြင်တွေကကြောက်စရာကောင်းတဲ့ပုံစံအဖြစ်ပြောင်းလဲသွားတဲ့ကျမသွေးတွေကိုပိုးပြီးစားသုံးခဲ့တယ်ကျမရဲ့လူသားဆန်မှုကိုစားသုံးခဲ့တယ်အဲဒီနောက်မှာတော့တကားခောက်တန်ကြားရတယ်မင်းသားသူ့အတန်ကကျဲလောင်ပြီးရှင်းလင်းစွာခေါ်နေတယ်ဖနက်နဲ့အံဝင်ခွင်ကြတဲ့မိမကိုရှာနေတာတဲ့ကျမကိုမတ်တက်ဆွဲရက်လိုက်ပြီးဖနက်ကိုစုပ်ကင်လိုက်တယ်ခြေခွင်ပြီးတုံရင်နေရင်သူ့စီကိုသွားလိုက်တယ်ကျမကတစ်ချိန်ကအလောင်ပြောင်ခဲ့တဲ့သူတွေရဲ့ရုပ်အလောင်းကိုကြော်ဖြတ်ပြီးကျမတကားကိုဖွင့်လိုက်ပါတယ်လက်ထဲမှာဖနက်ကိုစုပ်ကင်ထားတယ်ကွဲအပ်နေတယ်သွေးစွန်းနေတဲ့နှာခမ်းတွေမှာစိတ်ပြက်လက်ပြက်အပြုံးတစ်ခုနဲ့ပေါ့မင်းသားရဲ့မျက်လုံးတွေပြူးသွားပါတယ်သူနောက်ပြန်ခြေလှမ်းလိုက်တယ်သူ့ပါးစပ်ကဟပြီးသူ့ရှေ့ကကြောက်စရာကောင်းတဲ့မြင်ကွင်းကိုကြည့်နေတယ်စောင့်မအောင်ကျမအော်လိုက်တယ်ကျမရဲ့အတန်ကအခုဆိုအော်တန်နဲ့ပိုတူးနေပြီဖနက်ကိုသူ့စီပစ်ပေါက်လိုက်တယ်ဒါပေမဲ့စစ်သားတွေကသူတို့ရဲ့ဓားတွေကိုဆွဲထုတ်ပြီးသားပါသူတို့ကျမကိုမမြင်ဘူးသူတို့ကတတဝါတကောင်ကိုမြင်နေကြတာပြီးတော့သူတို့လှန်တွေလွှဲပြီးထိုးသွင်းလိုက်တဲ့အခါကျမရဲ့နောက်ဆုံးအော်တန်ကခမ်းမတွေတလျှောက်ပဲတင်ထပ်သွားတယ်ပျက်စီးသွားတဲ့အလှတရားရဲ့အော်တန်အရန်အများကြီးတောင်းဆိုခဲ့တဲ့လက်စားချေခြင်းရဲ့အော်တန်ကျမအန်နာပါတထောင်အစိုးနာကရွာတရွာမှာနေပါတယ်ဒီကကောင်မလေးတွေကိုအများအားဖြင့်ဝင်ပလွေကြီးတွေကပြစ်မှတ်ထားလိရှိကြတယ်ဒီမန်းလင်းမြင့်ကနေစေးဆိုးထားတဲ့ပိတ်စနေတွေကကျမတို့ကိုကာကွယ်ပေးတဲ့တခုတည်းသောအရာတွေပဲအန်နာမင်းရဲ့အကူအညီလိုတယ်ရူဘီတန်ရာရပြီးတစ်တော်ရဲကိုမသွားနိုင်ဘူးမင်းသူ့ရဲ့နေရာမှာဝင်နိုင်မလားဟုတ်ကဲ့ရပါတယ်နေ့စဉ်နှစ်တိုင်းရွာသားတွေကမိန်းကလေးတယောက်ကိုတစ်တော်ရဲပို့ပြီးမော်ဆီယာမကြီးကိုပူဇော်ပသတယ်ရိတ်သိမ်းမှုကောင်းအောင်လို့တဲ့မင်းဒီချင်းတော်ကိုသူ့ကိုပေးရမယ်ပြီးတော့သူ့ညွှန်ကြားချက်တွေကိုလိုက်နာရမယ်ပြီးတော့သတိထားနော်ဒီပိတ်စနီကိုမဆုံးရှုံးစေနဲ့မဟုတ်ရင်ဝင်ပလွေတွေမင်းရဲ့အနံ့ကိုရသွားလိမ့်မယ်ကျမရူဘီကိုကြည့်လိုက်တယ်သူကစိုးရိမ်တကြီးကျမကိုကြည့်နေတယ်တခုခုပြောချင်နေသလိုပဲတက်တော်ရဲဝင်ရတာအန်ရယ်များတယ်ဆိုတာကျမသိပါတယ်ဒါပေမဲ့ရူဘီနေရာကိုယူဖို့သဘောတူခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့9နှစ်ကပျောက်ဆုံးသွားတဲ့ကျမရဲ့အမဆိုဖီကိုဘာဖြစ်ခဲ့လဲဆိုတာသိချင်လို့ပါဒီတက်တော်ကအမြဲတမ်းမြူကိုတွေထူထပ်ပြီးဆိုးစွတ်ပေါင်မိုင်းနေလို့နေနဲ့ညကိုခွဲခြားရခက်တယ်ကျမမြင်ရတဲ့အယောင်တွေကမိုရီစီကနေပဲတခုခုကိုခိုးကြည့်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့သူတို့ကလှပပေမဲ့ပုံနေတဲ့အသားနဲ့လိုနမ်းနေတယ်အနီရောင်ပန်းပွင့်တချို့ကိုလည်းတွေးလိုက်ရတယ်ဒါပေမဲ့
ကျမနောက်ထပ်မခူးကျင်တော့ဘူးတစ်တော်တစ်ခွင်လုံးမှာတော့မွန်ပလေဦးတန်းတွေကိုကြားနေရတယ်သွေးစာနေတဲ့မျက်လုံးတစ်စုံကကျမကိုလျှို့ဝှက်စာကြည့်နေသလိုခံစားနေရပါတယ်အမှောင်ထဲမှာပေါ့ဒါပေမဲ့ကျမလှည့်ကြည့်လိုက်တော့ဘာမှမတွေ့ရတော့ဘူးကျမတကယ်စိတ်မသက်မသာဖြစ်သွားတယ်ကျမနည်းနည်းထပ်လျှောက်သွားတော့ဝဝွန်တကောင်ကိုတွေးလိုက်ရပါတယ်သူကမြေပြင်ပေါ်မှာအင်အားမရှိကြောင်နဲ့လဲလျောင်းနေပြီးခြေထောက်ကတကိုင်းကြီးတစ်ခုအောက်မှာပိတ်မိနေတယ်ရက်အနှဲငယ်လောက်အဲ့လိုရှိနေတဲ့ပုံစံမှာပဲကျမဝဝွန်ကိုတနာပြီးကူညီခြင်းနဲ့ကျမတကိုင်းကိုမကြည့်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ကျမထင်တာထပ်မလေးဘူးကျမရဲ့အုတ်ထုံးလီလေးနဲ့ဝဝွန်ရဲ့ခြေထောက်ကိုပတ်တီးစီးပေးနေတော့ရုတ်တရက်သူကကျေးဇူးတင်စကားပြောလိုက်တယ်ကျမကြောက်သွားတယ်ကျေးဇူးတင်ပါတယ်ကံကိုကျေးဇူးတင်ပါတယ်ဝင်ပလေတကောင်ကမင်းကိုလိုက်နေတယ်လို့ငါသတိပေးမယ်ကျမအံ့ဩသွားပေမဲ့အမြန်တုံ့ပြန်လိုက်တယ်စိတ်မပူပါနဲ့ကျမမှာပိတ်စနေရှိတယ်ဝင်ပလေတွေကကျမကိုရှာမတွေးနိုင်ဘူးဝင်ပလေတွေရဲ့ပြစ်မှတ်ထားခြင်းခံရတဲ့ဘယ်သူမှမလွတ်မြောက်နိုင်ဘူးစိတ်မပူပါနဲ့ကျမမော်ဆီယာမအိမ်ကိုချက်ချင်းသွားမယ်အဲ့ဒီမှာကျမလုံခြုံလိမ့်မယ်နောက်ဆုံးတော့ကျမတတော်အလယ်မှာသလုံးအိမ်ကိုတွေးလိုက်ရပါတယ်ဝင်လာခဲ့ပါအိမ်တအိမ်လုံးကစိုးစိုးပြီးအိတ်ဆက်တဲ့အနံ့တွေထပ်နေတယ်မိုးရီကနရန်တောင်းတွေနဲ့စပွဲပေးမှာပေါင်နေပြီးတော့အိမ်ကတတော်ရဲ့တစိမ့်တစ်ပိုင်းလိုဖြစ်နေပါတယ်အပြင်မှာတော့ဘလို့မှနှွေးထွေးလုံခြုံတယ်လို့မခံစားရဘူးဒီအိမ်ပိုင်ရှင်ကအရန်အထီးကျန်နေပုံရပါတယ်ကျမအန်နာပါရွာသားတွေကကျမကိုလာတွေးဖို့စိတ်ခိုင်းတာပါအန်နီနေမကောင်းလားဟုတ်တယ်ငါနေမကောင်းအဲ့ဒါကြောင့်အိမ်ရထဲမှာလဲလျောင်းနေပါရစေငါနောင်မလာခဲ့ပါနဲ့ဒီလက်ဆက်တဲ့အစားအစာတွေကအဖွားကိုပိုကောင်းလာစေမယ်လို့ကျမထင်ပါတယ်ဒါပေမဲ့ချင်းတောင်းကိုဖွင့်လိုက်တဲ့အခါအစားအစာတွေအကုန်လုံးပုတ်နေတယ်ဒါထူးဆန်းနေဒီရောက်ဖို့တရက်တောင်မကြာနဲ့ဘူးရွာကဘလို့လို့အစားအစာတွေဒီလောက်မြန်မြန်ပုတ်သွားတာလဲမင်းပိုက်စာနေမှာပဲငါမင်းအတွက်မှုဟင်းချုံလောက်ထားတယ်သူမပြောသလိုပဲကျမဟင်းချိုအဖုံးကိုဖွင့်လိုက်တယ်ဒါပေမဲ့အထဲကဟင်းချိုကနတ်မောင်ထူထဲပြီးငါးနံ့စိုးတွေထွက်နေလို့အန်ကျင်စိတ်ပေါက်လာပါတယ်အဖွားစိတ်မကောင်းတော့မလို့တော့ဘူးကျမဟင်းချိုကိုတိတ်တိတ်လေးသွန်ပစ်လိုက်တယ်ဟင်းချိုကအရသာရှိတယ်ညစာအတွက်ကျေးဇူးတင်ပါတယ်ရှင်အထီးကျန်နေတဲ့အဖွားကြီးကကျမကိုညအိတ်ခိုင်းပါတယ်ဒါပေမဲ့ညလယ်မှာတော့သူတီးတိုးပြောနေတဲ့အတန်ကြောင့်ကျမနိုးလာခဲ့တယ်တစုံတစ်ယောက်နဲ့ပေါ့စိတ်ဝင်စားစွာနဲ့ပဲကျမတကားပေါက်ဘက်ကိုကြည့်လိုက်တယ်အဖွားလို့ထင်ထားတဲ့သူကကျမရဲ့အမနဲ့အတိအကျတူညီနေတဲ့မျက်နှာရှိနေတယ်ဆိုဖီဟေးဇယ်မင်းနောက်ကျလိုက်တာအဲ့ဒီကောင်မလေးကသူ့ပိတ်စာနီကိုချပစ်ခဲ့တာအဲ့ဒါကြောင့်ငါလမ်းပြောက်ပြီးရုပ်အလောင်းကိုစားမိသွားတယ်အရန်ယုံစရာကောင်းတယ်သူမမှုဟင်းညူကိုတောက်ပြီးအိပ်ပျော်သွားပြီငါတို့သဘောတူထားတဲ့အတိုင်းမင်းကဝိညာဉ်ကိုယူငါခန္ဓာကိုယ်ကိုယူမယ်ကျမရဲ့ဆင်းရဲတဲ့အမလည်းဒီလိုပဲဆွဲဆောင်ခံခဲ့ရတာလားကျမတကိုယ်လုံးထုံကျင်သွားပြီးအဲ့ဒီကြောက်စရာကောင်းတဲ့အိမ်ထဲကနေတုံရင်စွာပြေးထွက်လာခဲ့ပါတယ်ပူဇော်ပါတာခြင်းကကျမယူဆောင်လာတဲ့ပူဇော်တက်ကာယပစ္စည်းတွေမဟုတ်ပဲကျမကိုယ်တိုင်ပဲဖြစ်နေခဲ့တာပါကျမအဲ့ဒီတတော်ကနေထွက်ပြေးပြီးရွာသားတွေကိုကြောက်စရာကောင်းတဲ့အမှန်တရားကိုဖော်ထုတ်ရမယ်နေဘက်ကတောက်ပါတဲ့အနီရောင်ပန်းမွင့်တွေကတကယ်တော့ခြောက်သွေ့နေတဲ့သွေးကန်တွေဖြစ်နေပါတယ်ပြီးတော့အယောင်သွေးဆောင်တဲ့မှုတွေကအဲ့ဒီနေရာကနေပေါက်နေတာပါသူတို့ကထင်အောင်ထင်မှားဖြစ်စေတယ်အဲ့ဒီမှုတွေကပဲတကယ်ထင်အောင်ထင်မှားဖြစ်စေခဲ့တဲ့အကြောင်းရင်းတွေဖြစ်ပုံရပါတယ်ကျမကဲတင်ခဲ့တဲ့ဝဝွန်နဲ့ပြန်ဆောင်ခဲ့တယ်ဒါပေမဲ့သူကရက်ပေါင်းများစွာတေးနေပြီသူခန္ဓာကိုယ်ကပုံနေပြီဘိုက်ကစုပ်ပြဲခံထားရတယ်ရုတ်တရက်အေးခဲနေတဲ့လေပြင်းတစ်ချက်ကတိုက်ခတ်လာပြီးကျမရဲ့သပင်တွေထောင်သွားပါတယ်ဟေးစေကျမရဲ့အနံ့ကိုရသွားပြီးကြောင်းလန့်တကြားနဲ့ခြေကုံလက်ပန်းကျစွာကျမရဲ့အဲ့ဒီမကောင်းဆိုးဝါးတရဝါစီကနေနောက်ဆုတ်ဖို့ကြိုးစားခဲ့တယ်ကျမရဲ့လက်နဲ့မှုတစ်ခိုင်လုံးကိုခြေဖြတ်ပစ်လိုက်တယ်အဲ့ဒီမိုရီကကျမကိုထင်အောင်ထင်မှားဖြစ်စေပေမဲ့ကျမကိုပို့ပြီးအစွမ်းထပ်စေခဲ့ပါတယ်ကျမမစင်မချင်နဲ့ပဲမှုတစ်ခိုင်လုံးကိုခူးပြီးတတ်မှတ်စွာစားပစ်လိုက်တယ်
မိုးဝေတဲ့ခန်းစားချက်ကကျမကိုလှမ်းခြုံသွားတယ်။ကျမတကိုယ်လုံးအဆန်းတက်တီတွေပြည့်သွားသလိုခံစားလိုက်ရတယ်။ကျမခေါင်းမစွာနဲ့ရှေ့ကိုတိုးဝင်ပြီးတိုက်ခိုက်လိုက်တယ်။ရွာခေါင်းဆောင်ရဲ့မျက်လုံးကိုဓာတ်နဲ့ထိုးလိုက်ပြီးသူ့ကိုနာကျင်စွာအော်ဟစ်စေခဲ့တယ်။ဝန်ပလွေကိုချိန်မုံပြီးတဲ့နောက်ကျမထွက်ပြေးခဲ့တယ်။ဒါပေမဲ့ဆိုဖီကကျမရဲ့လမ်းကိုပိတ်ထားပဲ။သူ့ခန္ဓာကိုယ်ကပုတ်ဆွေးပြီးအေယာမကြောက်စရာကောင်းတဲ့မှုအဖြစ်ပြောင်းလဲသွားပြီ။ကျမဝဝဝင်အယိုးကိုကောက်ယူပြီးတိုက်ဖို့ပြေးဝင်သွားတယ်။ဒါပေမဲ့ကျမရှိရလူကထင်အောင်ထင်မှားတစ်ခုပဲဖြစ်နေခဲ့တယ်။ကျမလက်ကိုငုံကြည့်လိုက်ပြီးရုတ်တရက်ကျမဘိုက်ကထိုးဖောက်ခံရသလိုနာကျင်သွားတယ်။နာကျင်မှုကကျမကိုထင်အောင်ထင်မှားတဲ့ကနေဆွဲထုတ်လိုက်ပါတယ်။အဲဒီလူယုံမှာဟေဇယ်ကကျမကိုဖမ်းမိပြီးကျမကိုသိမ့်ပိုက်ထားခဲ့တာပဲ။ကျမခန္ဓာကိုယ်ကိုမှိုတွေကဖုံးအုပ်ထားတယ်။ကျမရဲ့ဝိညာဉ်ကတပြေးပြေးဆုပ်ယူခံနေရတာကိုကျမရှင်းရှင်းလင်းလင်းခံစားရတယ်။နာကျင်မှုမရှိတော့ဘူး။နှိပ်စက်မှုလည်းမရှိတော့ဘူး။သေခြင်းစီဥတီတဲ့ထုံချင်မှုတစ်ခုပဲရှိပါတော့တယ်။